ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ကျမလာပြောပြမှာကဒီမှာဒါရေချိုးဆက်ပြပေါ့နော် body soap ရေချိုးဆက်ပြကဘာလို့လဲဆိုတော့ကိုကအမြဲတမ်းအလုပ်သွားလုပ်တယ်နေဘူးထဲမှာအလုပ်သွားလုပ်တာတွေပါတယ်နေလောင်တဲ့တန်ကိုခံတဲ့အတွက်ကြောင့်မို့လို့လေသူကရေဒီဆက်ပြနဲ့ရေချိုးလိုက်မယ်ဆိုရင်ကိုယ့်ရဲ့ခန္ဓာကိုယ်မှာတန့်စင်သွားမှာဖြစ်ပါတယ်ပြီးတော့ကိုယ့်ရဲ့အနှံ့လေးအနှံ့ဆိုးတွေရှိနေမလားကိုယ့်ရဲ့ထွက်နေတဲ့ချွေးတွေကလူကြားဒီကြားထဲမှာသွားမယ်ဆိုရင်နန်နေမလားအဲ့လိုမျိုးကိုမကြောက်ပဲနဲ့ဒီဆက်ပြလေးသုံးပေးဖို့လိုပါတာပေါ့နော်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ဂျိုင်းအနှံ့နေဂျိုင်းနှံ့နေရရန်ချင်းတာတွေအကုန်လုံးကိုကဒီဆက်ပြလေးနဲ့ဖြည့်ရှင်းလို့ရပါတယ်ရှင်ဒီဆက်ပြလေးဟာ तू ကဒီဟိုပါပေါ့နော်တံပြာယိုဒီနဲ့လဲလှုပ်ထားတဲ့အတွက်ကြောင့်မို့သူ့ရဲ့ collagen ပါဝင်တဲ့ပစ္စည်းတွေလည်းပင်လည်ရပါရတဲ့ collagen အများအပြားပါဝင်တဲ့အကြောင်းမို့လို့ဒီဆက်ပြလေးသုံးမယ်ဆိုရင်အရန်လဲကောင်းပါတယ်ဘာလို့လဲဆိုတော့အသားလဲဖြူစေတယ်တတောင်မဲတာတွေဂျိုင်းမဲတာတွေကြုံကြားမဲတဲ့နေရာတွေမှာပေါ့အကုန်လုံးတုံးလို့ရတယ်အဲ့ဒါအသားဖြူစေတယ်အသားရည်ပြန်ပြီးမှဆိုပြေလာစေတယ်ကိုကဘာလို့လဲဆိုတော့ဒီဆက်ပြတခဲကိုသုံးရမယ်ဆိုတော့4-5လသုံးလို့ရတယ်သူကရေထိလိုက်တာနဲ့အရေမြန်ပျော်သွားတဲ့လူမျိုးလည်းမဟုတ်ဘူးပေါ့နော်ဒီဆက်ပြလေးအနှံ့လေးကလေတော်လေးကိုဆွဲဆောင်မှုအရန်ကောင်းတယ်ပြီးတော့ရေမွေးဖြန်းထားတယ်လို့ပဲကိုတွေတခါတည်းရေချိုးလိုက်ပြီဆိုဒီဆက်ပြလေးနဲ့တိုက်လိုက်တဲ့အချိန်မှာကိုကလေအဲ့ဒီဆက်ပြရေပြန်ကျသွားတဲ့ဆက်ပြရဲ့အရေကိုတစ်ချက်ရှိုးလိုက်အဲ့ဒီအချိန်မှာကိုယ့်ရဲ့ခန္ဓာကိုယ်ကနေရှိတဲ့အညစ်အကြေးတွေကသူကဒီဆက်ပြတိုက်တဲ့အချိန်မှာကိုရေလောင်းချလိုက်တဲ့အချိန်မှာပါသွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမဒီဆက်ပြကဖွင့်ပြမယ်ဘယ်လိုလဲဆိုတော့အထဲမှာဘာလို့လဲဆိုတော့ဒီဆက်ပြဆေးကလည်းဆေးနဲ့တန်အောင်ကိုသုံးလို့ရတယ်စင်ကာပူဒေါ်လာမှာဆိုရင်9ကျပ်ပဲရှိတယ်အိမ်ရောက်ငွေချေငါဘူးဝယ်ငါခဲဝယ်တာနဲ့ကိုစလဲစေးရပြီเนาะအဲ့ဒါကြောင့်မို့လို့ကျမစီကိုလာပြီးမှဆက်တယ်ပေးပါပြီးတော့ကျမကဒီဆက်ပြကိုဖွင့်ပြမယ်နော်ဒီဆက်ပြဖွင့်ပြမယ်ဒီဆက်ပြတော့မှတီတို့အခုကျမမဖွင့်သေးသူ့ရဲ့အနှံ့လေးတွေကတင်းကလေးနဲ့လေတကယ်ရေမွေးအနှံ့လိုမျိုးရတယ်အဲ့ဒါကြောင့်မို့လို့သုံးကြည့်ခိုင်းစီခြင်းလို့ကိုယ်တိုင်သုံးပြီးမှကိုယ်တိုင်ကြော်ညာတယ်ဟာ तू မသုံးမဲနဲ့ तू ကသူပစ္စည်းရန်ကောင်းဖို့အတွက်မဟုတ်ပါဘူးရှင်အားလုံးအတွက်ကျမ်းမာရေးနဲ့ညီညွတ်ပြီးတော့ကိုခန္ဓာကိုယ့်ရဲ့ကိုယ်မှာရှိတဲ့အနံ့ဆိုးတွေလည်းပျောက်ခိုင်းစေခြင်းနဲ့ကိုကအလုတ်